ရေးဆက်တည်သုံးထားတဲ့တခြင်းလေးဖြစ်ပါတယ်ဒီတခြင်းလေးကိုကျွန်တော်ဆရာရေးဆက်တည်သုံးပြီးကျွန်တော်ရဲ့ဒီဆရာကိုမင်းနေနဲ့ပြောဖက်ပြီးတော့ကျွန်တော်ဖြေပြီးတင်ဆက်ပေးရမှာပဲဖြစ်ပါတယ်တခြင်းလေးရဲ့အမည်အတိတ်ကဗျာလို့အမည်ရပါတယ်ခံစားနားဆင်ပေးပါဒီမှာတူတူချစ်လာပြီမှာမကြည့်တော့ချင်မှာမရောက်ရင်ကြော်လူလေးတော့ပန်းစီချူတော့ချင်နေတော့ရဲ့တော့ဒီရွယ်လူချင်နေတော့လေကိုတည်းလေးတော့တည်ရမှာတော့အတူတူချစ်လာပြီမှာမကြည့်တော့ချင်မှာမရောက်ရင်ကြော်လူလေးတော့ပန်းစီချူတော့ချင်နေတော့ရဲ့တော့ဒီရဲ့ချီလူဝမ်းလို့ချီရောပြီးချူကြည်လို့စိတ်နဲ့အမြဲမြင်ချင်နေလို့ကိုချစ်ကိုတန်ဖို့မထားပြီးစိတ်ရဲ့လူဒီခေါ်တော့ယူဒီရဲ့ချီလူဝမ်းလို့ချီရောပြီးချူကြည်လို့စိတ်နဲ့အမြဲမြင်ချင်နေလို့ကိုချစ်ကိုတန်ဖို့မထားပြီးစိတ်ရဲ့လူဒီခေါ်တော့ယူနာရီအောင်ကမမအတီးရောချင်တာမရောက်ရင်ကြော်လူလေးကပန်းစီချူနော်မချင်နေတော့ရဲ့တော့ဒီရဲ့ချီလို့လွယ်လို့ချီရောယူကြည်လို့စိတ်နဲ့အမြဲမြင်ချင်တယ်ကိုချစ်ကိုတည်းကိုမထားဘူးစိတ်ရဲ့လူဒီခေါ်တော့လူယူဒီလိုရင်တော်ရသူဆိုဟန်ဆောင်ရချင်များပြေရဘူးမကြည့်လို့ရင်တော်ရသူဆိုဟန်ဆောင်ရချင်များပြေရဘူးတက်မရီရောက်နေတယ်ကိုယ်လုံးလုံးရဲ့သေးမကြည့်လို့ရှင်တော်ရဘဝတည်ရဲ့ကြတက်မရီရောက်နေတယ်ကိုယ်လုံးလုံးရဲ့သေးမကြည့်လို့ရှင်တော်ရဘဝတည်ရဲ့